မင်္ဂလာပါ GS Electronic Service ကနေကြိုဆိုပါရစေဒီတစ်ခါကျွန်တော်မျှဝေပေးခြင်းတဲ့အားလေးကတော့အတွင်းပန်ကာလေးဖြစ်ပါတယ်ဒီကောင်လေးကအခုကျွန်တော်တို့ဒီမှာ power ဖွင့်မယ်နော်1အကုန်လုံးမြင်အောင်ရိုက်ပြီနော်2 3 4ပိတ်လိုက်ပြီနော်မလဲဘူးနော်1 2 3 4ပိတ်လိုက်တဲ့အချိန်မှာခဏလဲတယ်နော်ပြန်ဖွင့်မယ်1 2 3 4 5ပိတ်လိုက်တဲ့အချိန်မှာခဏလဲတယ်အဲ့တော့အဲ့ဒါကိုတစ်ချက်တိုင်းကြည့်အောင်အဲ့တော့ voltage မထွက်လို့လားပေါ့နော်တိုင်းကြည့်မယ်နံပါတ်1ကိုဖွင့်မယ်မီတာကိုကြည့်မယ်နော်5 volt ထွက်တယ်နံပါတ်2ကိုဖွင့်တယ်12 volt ထွက်တယ်နံပါတ်3အဲ့ဒါကျတော့17 volt ဖြစ်သွားပြီနံပါတ်4လည်း17 volt ပဲဒါဆိုရင်ကျွန်တော်ပိတ်လိုက်ပိတ်သွားပြီနော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်ကစမ်းပြပေးမယ်နော်ဒီကောင်လေးကအခုကောင်လေးကိုစမ်းပြပေးမယ်power ဖွင့်လိုက်မယ်နော်power ဖွင့်လိုက်ပြီသူမလဲဘူးနော်မလဲဘူးအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာ capacitor လေးတစ်လုံးခွာပြပေးမယ်နော်ဒီကောင်လေးကသူ့ရဲ့ microfarad ကတော့22 UF 50 volt ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်သူ့ဒီပုံမှန်အတိုင်းပေါ့နော်သူ့မှာအပေါင်းအလုံးမှန်အောင်ဒီမှာကျွန်တော်တစ်ချက်ခွာပေးလိုက်မယ်အဲ့တော့အဲ့ဒီ capacitor ရှိတဲ့နေရာမှာကျွန်တော်မခွာတော့ဒီ motor ကိုသွားတဲ့ကောင်လေးနေရာမှာပဲကျွန်တော်ခွာလိုက်မယ်နော်ဒီလိုခွာလိုက်တဲ့အနေထားကြတော့ဒီမှာပန်ကာကိုကြည့်လိုက်နော်လဲသွားပြီနော်ပန်ကာကိုလဲသွားပြီနံပါတ်1နံပါတ်3ပူလဲလာပြီနံပါတ်4ပူလဲလာပြီနံပါတ်5ပိတ်သွားပြီနော်ဒါပိတ်သွားပြီခုနလိုပဲ1 2 3ပြန်ဖွင့်မယ်1လဲတယ်2 3 4 5 okay ဒါဆိုရင်ကျွန်တော်တို့ voltage တစ်ချက်ပြန်တိုင်းကြည့်အောင်နံပါတ်1ဖွင့်မယ်ကျွန်တော်ဟိုမှာနော်မီတာမှာလည်းနံပါတ်1ဆိုရင်ခုနအတိုင်းပဲ5 volt ထွက်ပါတယ်နံပါတ်2 6 volt ထွက်ပါတယ်နံပါတ်3 8 volt ထွက်ပါတယ်နံပါတ်4 10 volt ထွက်ပါတယ်ကဲခုနတော့ကအနေထားနဲ့မတူတော့ပါဘူးသူက voltage အမှန်မထွက်ဘူးပေါ့နော်ခုနတော့ကကျတော့အဲ့ဒီထွက်လာတဲ့ voltage တွေကလည်း no ampere ပါနော် ampere မရှိတဲ့အတွက်ဒီ fan ကမလဲတာဖြစ်ပါတယ်အဲ့တော့ကျင်းတွေပေါက်အခုဒီမှာပါတဲ့ဒီ capacitor ကပြက်နေတယ်ဆိုတော့ကျင်းတွေပေါက်တေးချပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာပါတဲ့ capacitor လေးမကောင်းတော့တဲ့အတွက်သူကvoltage ကိုငြိမ်အောင်မထိန်းပေးနိုင်တာဖြစ်ပါတယ်အဲ့တော့ voltage ထွက်ပြီးမဲ့မလဲတာကဘာကြောင့်လဲအဲ့တော့ဘာကြောင့်လဲဆိုတော့ voltage ထွက်ပြီးမဲ့ ampere မရှိတဲ့အတွက်ဘောဒီမော်တာကမလဲတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အခုဒါလေးကတော့ဒီ capacitor လေးကိုဖြုတ်ပြီးမှလဲလိုက်ရင်အားလုံးမူလ original အတိုင်းကောင်းသွားမှာဖြစ်ပါတယ်ဒါလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်